လုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုကိုဖွင့်ကြည့်လိုက်တဲ့ခင်ဗျားဟာခင်ဗျားရဲ့ဘဝကိုတကယ်ပြောင်းလဲတိုးတက်ချင်နေတာကြားပါပြီမလားဒါပေမဲ့မစတင်ရသေးဘူးဘာကြောင့်လဲသိလားခင်ဗျားမှာငါတစ်နေ့ကြာရင်ဒါလေးတော့လုပ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့အိမ်မက်လေးတစ်ခုရှိခဲ့ဘူးမှာပါဒါပေမဲ့အဲ့ဒီတစ်နေ့ဆိုတာဘယ်တော့မှရောက်မလာပဲအခုထိတက်နေတော့မလားတကယ်လို့ခင်ဗျားဒီနေ့မစရင်နောက်နေ့ဒီနေ့မှလည်းအခုခင်ဗျားရောက်နေတဲ့လက်ရှိနေရာမှာပဲတက်ရှိနေဦးမယ်ဆိုတာခင်ဗျားသိလားခင်ဗျားကိုတားထားတာကအခွင့်အလမ်းမရှိလို့မဟုတ်ပါဘူးငါအသက်ကကြီးသွားပြီအလုပ်တွေရှုပ်လွန်းနေဆိုတဲ့ကိုပြန်ပိတ်ထားတဲ့အတွေ့အကြုံကြောင့်မှဟုတ်တာပါသင်ယူဖို့နောက်ကျတယ်ဆိုတာမရှိပါဘူးနောက်ကျတယ်ဆိုတာမစတင်တာကိုပဲခေါ်တာပါတောင်းပြီးလို့လမ်းပြောင်းနေတဲ့လူငယ်ပဲဖြစ်ဖြစ်အလုပ်ထဲမှာနစ်မွနေတဲ့ဝန်ထမ်းပဲဖြစ်ဖြစ်တသမီအတွက်ပဲအချိန်ပေးနေရတဲ့မိဘပဲဖြစ်ဖြစ်ခင်ဗျားတို့ကိုမေးဘူးကြမှာပါငါဘဝကဒီလိုပဲနေရတော့မှာလားငါမှာငါထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်တွေရှိနေတာကိုဘာလို့အသုံးမချနိုင်တာလဲဆိုပြီးတော့လေတကယ်တော့ခင်ဗျားမလုံနိုင်တာမဟုတ်ပါဘူးခင်ဗျားမစသေးတာကအချိန်မကြာသေးလို့မဟုတ်ပဲဆုံးဖြတ်ချက်မချသေးလို့ပါဘုံအဆိုတာအခြားသူတွေနဲ့ပြိုင်ပွဲမဟုတ်ပါဘူးကိုယ်ပိုင်ခရီးတစ်ခုသာဖြစ်ပါတယ်ကျွန်တော်တို့ဘဝကိုစာအုပ်တအုပ်လို့သဘောထားကြည့်လိုက်ကြရအောင်အတိတ်ကအခန်းတွေမှာဘာတွေပဲမှားခဲ့အဲ့ဒီအခန်းတွေပြီးသွားတာနဲ့စာအုပ်တအုပ်လုံးပြီးသွားတာမဟုတ်ပါဘူးအသက်40 50 60ဆိုတာကလည်းအသက်စရေးရမယ်စာမျက်နှာအသက်တွေပါပဲတစ်ပင်တစ်ပင်ရဲ့သဘာဝကိုကြည့်လိုက်ပါဥပမာအနည်းတစ်ပင်တစ်ပင်ကိုစိုက်ရင်9နှစ်ကြာမှအတိသိတာပါ9နှစ်ကြာမှသိလို့ညံ့တယ်လို့ဘယ်သူမှမပြောကြပါဘူးခမည်းစတင်မှုဆုံးဖြတ်လိုက်တဲ့အချိန်ဟာခမည်းဘဝအတွက်အမှန်ကန်ဆုံးနဲ့အသင့်တော်ဆုံးအချိန်ပါပဲနယ်ပယ်အသစ်တစ်ခုကိုခြေလှမ်းမှုခမည်းတွန့်ဆုတ်နေသလားပညာရဲ့အသစ်တစ်ခုကိုသင်ယူဖို့ငါအသက်ကကြီးသွားပြီလို့တွေးနေသလားကမ္ဘာကျော် KFC ကိုတီထောင်ခဲ့တဲ့ Colonel Sanders ကိုကြည့်ပါသူဟာအသက်60ကျော်မှသူ့ရဲ့ကြက်ကြော်နီလန်နဲ့အောင်မြင်မှုကိုစရှာခဲ့တာပါသူဟာအသက်ကြီးပြီဆိုတဲ့စကလုံးနောက်မှာပုံမနေပဲဒီနေ့ကစပြီးငါတင်မယ်ငါအောင်မြင်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တာပါပဲခမရဲ့ဘဝစာမျက်နှာမှာစာမျက်နှာအသစ်တွေရေးဖို့အစင်းသင်းဖြစ်ပြီလားကျွန်တော်တို့အားလုံးဟာနောက်ကျတယ်လို့မသတ်မှတ်ပဲဒါဟာကျွန်တော်တို့အတွက်အချိန်အသစ်ပဲအခွင့်အရေးအသစ်ပဲလို့သတ်မှတ်နေကြရမှာပါဟုတ်ချင်မှာခမည်းမှာဖုန်းတစ်လုံးရှိနေုံနဲ့တင်ခမည်းဟာတက္ကသိုလ်တစ်ခုကိုပိုင်ဆိုင်ထားသလိုပါပဲ YouTube Google တို့မှာအလကားသင်ယူလို့ရတဲ့ပညာရပ်တွေအများကြီးပါဘာသာစကားအသစ်ကိုအသက်40မှသင်လို့ရတယ်လို့ဒီပညာအသစ်စမ်းတွေကိုလည်းအသက်60မှစပြီးလေ့လာလို့ရပါတယ်အရေးကြီးတာကစဖို့ပါပဲလူတွေလှောင်မာကိုကြောက်နေတာလားခမည်းရှုံးနေနေတဲ့အချိန်မှာဘသူကမှလာပြီးမထူပေးပါဘူးခမည်းအောင်မြင်လာတဲ့အခါကျမှပဲအားလုံးကလက်ခုပ်ပြီးကြမှာပါအမားတွေကိုဒါငါညံ့လို့မမြင်ပါနဲ့ဒါဟာငါအတွက်အတွေ့အကြုံလို့မြင်ကြည့်လိုက်ပါအပင်တပင်စိုက်ဖို့အကောင်းဆုံးအချိန်ကလွန်ခဲ့တဲ့အနှစ်20ကဖြစ်နိုင်ပြီမဲ့ဒုတိယအကောင်းဆုံးအချိန်ကတော့အခုအချိန်ပါပဲဒီဗီဒီယိုကိုကြည့်ပြီးတာနဲ့15မိနစ်လောက်အချိန်ပေးပြီးခမည်းစိတ်ဝင်စားတဲ့အရာကိုစတင်လိုက်ပါခမည်းဘဝရဲ့အကောင်းဆုံးအခန်းကိုအခုပဲစတင်ရေးလိုက်ပါခမည်းရဲ့ခရီးလမ်းတစ်ကိုကျွန်တော်အမြင်အားပေးနေပါမယ်ဒီဗီဒီယိုကခမည်းအတွက်စိတ်သက်ခွန်အားဖြစ်စေတယ်ဆိုရင် like and subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့အောင်မြင်တဲ့စတင်ခြင်းဖြစ်ပါစေ